ကြီးမှာဘက်မရှိဘူးကိုခန်းခဏပြောတယ်ကျိုးကလည်းကိုက NLD လား USDP လားဘာလို့နိုင်ငံကြီးမှာ NLD လည်းမရှိဘူး USDP လည်းမရှိဘူးနိုင်ငံကြီးက तू ကတရားကျင့်တာပဲအမှန်တိုင်းပြောရင် तू ကမက်ဖို့တရားသွားတာပဲနိဗ္ဗာန်ရောက်ကြောင်းတရားသွားကိုနိဗ္ဗာန်မရောက်ချင်ပဲငရဲပြီးရောက်ကြတာတော့ခုလည်းမသိဘူးဆိုတော့နိုင်ငံကြီးကမှန်ကန်သောသစ္စာပေါ်မှာသွားတာသူသစ္စာပဲအဲ့တော့မှန်ကန်တဲ့နိုင်ငံရေးတရားပေါ်မှာယက်တည်ရတာအဲ့တော့မှန်ကန်တဲ့နိုင်ငံရေးဆိုတော့အရင်တော့ကဒေါ်စုကက်ကက်လန်ရန်တွေ့နေတဲ့အတိုက်ခံဘောမှာသူ့မှန်တယ်သူ့ပဲရက်တယ်နောက်ပိုင်းကြည့်နေတယ်အဲ့ဒီကနေပြီးတော့နောက်ပိုင်း2008ချေဦးကိုသူကိုယ်နိုင်ပဲလက်ခံပြီးတော့ကိုရောင်ကိုဝါပျောက်ကွယ်သွားတယ်အစိုးရဖြစ်လာတော့သူ့အရေးချင်းတွေပေါ်လာတယ်သူ့လက်ထက်မှာတိုင်းပြည်ကဘာခေါ်မလဲ double corruption အတော်ကိုဆိုးသွားတယ်အခု9နှစ်တာကာလမှာပိုတော်ဆိုးသေးတယ်ခုနပြောတဲ့ corruption double corruption တွေဖြစ်တယ်အဲ့ဒါကပိုတော်ဆိုးသေးတယ်တိုင်းပြည်ကကျွတ်ပြစ်သွားဆိုလိုတာကဟိုကသဘောတူအနည်းဆုံးပြောမယ်ဗိုလ်သိန်းစိန်လက်ထက်ကအခုညီတို့ညီမတို့စာအုပ်ထဲမှာစံတလုံးရှိတယ်ဆိုရင်အခုကစံတစည်းမှမရှိတော့တာအဲ့လိုတွေခိုးကြတာပိုင်ဆိုင်မှုတွေအခုကြည့်ကြမှာဟိုကကြောက်စရာကြီးပိုင်ဆိုင်ထားတာလေသိရမလားဒါတွေလည်းရှင်းပါလိမ့်မယ်သူတို့ရှင်းကြပါလိမ့်မယ်မရှင်းလို့မရဘူးထားပါတော့အဲ့တော့အခုအနေထားနဲ့ဒီနေ့အခုအကြောင်းမှာအခုအကောင်ကိုလေးလစ်သူပေါ်စင်ပြေလို့ကြည့်တဲ့အခါမှာဟာလာပြန်ပြီတန်ဖုံးတီးလာတဲ့ဘာဖြစ်တယ်ဟို82နာရီဟာငါလည်းလေရွာတယ်သိရမလားငါတက်တယ်ပြန်ရေးပါတယ်အဲ့တော့နောက်တစ်ခုကအဓိကပြောချင်တဲ့နံပါတ်1အချက်ကလူတွေကိုပြန်လွတ်တယ်အခြေကျုံနဲ့ထားတယ်နေအခြေကျုံနဲ့ထားတယ်အင်တာနက်သုံးခွင့်ပေးထားတယ်ဘာဖြစ်လို့အာဏာသိမ်းစစ်တပ်ကအရင်လိုကြမ်းကြမ်းတမ်းတမ်းနေမလုပ်တာလဲဆိုလိုတာ62ကလို88ကလိုဘာလို့သူတို့မလုပ်တာလဲဆိုအခုမနေ့ကလည်းပြောတယ်သူတို့ကအခြေခံဥပဒေအရအာဏာသိမ်းသည့်အတွက်အဲ့ဒါလိုမလုပ်တာသူတို့လုံးလို့မရဘူးလုံးလို့မရဘူးတော့မလုပ်တာဒီ constitutionally အရတော့သိမ်းတာအခြေခံဥပဒေထဲမှာပါတဲ့အတိုင်းပုံမှန်414အရတော့သိမ်းရတာဘာလို့သိမ်းရလဲဆိုတော့ဒီမဲလိမ်မဲခိုးကြောင်သိမ်းရတယ်ဒါလည်းထပ်ပြောမယ်ဖြည့်ရှင်းပေးပါမင်းအောင်လည်းက26ကြိမ် UEC ကိုစောက်သုံးကြမှုစီမံအုပ်ချုပ်မှုမတတ်မှုသူ့ရဲ့ lobbyist တွေရဲ့စကားတွေကိုယုံကြည်မှု lobbyist တွေဟာပညာတတ် professional မဟုတ်ပဲနဲ့ပောက်ပန်းသေးတွေပြောပြီးတော့ဆဲဆိုပြီးတော့မိုက်ရိုင်းမှုဒါကဆဲပြောတယ်ဆိုတော့မင်းတို့လီးလို့လေးလာမှာလားမင်းတို့လည်းဆဲတယ်ငါတို့လည်းဆဲတယ်လို့ငါလည်းဆဲတယ်ငါလားမပြောနဲ့ငါလည်းလူသားပဲပူတူစင်ငါလည်းဆဲနေငါပြန်ဆဲတယ်ဒါပဲအဲ့တော့မင်းတို့ယဉ်ကျေးမှုမရှိတဲ့ကောင်ငါတို့ကယဉ်ကျေးပြောကြမလို့ဘူးယဉ်ကျေးမှုရှိတဲ့လူကြိုင်မင်းတို့တွေဆဲပြန်ယဉ်ကျေးတဲ့ဘာသာတရားစကားနဲ့မှထည့်ပြောမယ်မင်းတို့ကဘာသာလည်းမရှိတဲ့ကောင်တွေယဉ်ကျေးမှုမရှိတဲ့ကောင်တွေစာမဖတ်ဘူးဟီဟာဖတ်မယ်စပုတ်ဒီကြောင်းဖတ်မယ် gossip တွေဖတ်မယ် celebrity တွေအတင်းဖြစ်နေဖတ်မယ် body ကြောင်းပြောမယ်ဖင်ကြောင်းပြောမယ်ဓမ္မကောင်းတွေဖေလို့ပါလေငါသိတာပေါ့စာမဖတ်ဘူးအချက်လက်တွေပြောရင်လက်မခံဘူးဒါလူတိုင်းသိတဲ့ကိစ္စ UEC ကမတရားလုပ်ထားတယ်ဟုတ်ပြီမဲလိမ်မဲခိုးဘယ်လိုခိုးတာလဲဆိုကွာစိုင်းအောင်ကြီးနဲ့ထုတ်ပြတယ်တယောက်တော့စီတွားယူလေမင်းတို့ကသွားယူလို့ရတယ်ဘယ်လိုခိုးလဲဆိုရှင်းပြထားတယ်အဲ့ဒါရှင်းပါကျေးဇူးပြုရှင်းလိုက်ပါမရှိရင်သူတို့နောက်ဆုတ်လို့မရဘူးသူတို့ရှေ့ပဲတိုးရတော့မှာအဲ့တော့အရင်တော့တန်းရွှေတရုတ်ကိုအားကိုးတယ်နေဝင်းကတရုတ်ကိုစော်တာနော်အဲ့ဒါတန်းရွှေတို့လက်ထက်ကျတော့တရုတ်ကိုအားကိုးတယ်ဒေါ်စုကတရုတ်ကိုအားကိုးရုံနဲ့မဟုတ်တခါတည်းဘောပါပြင်းမြုံပြီးတတိုင်းကြီးကိုထိုးအပ်တာအဲ့တော့မင်းအောင်လှိုင်တို့ကရုရှားကမီးစိမ်းပြလို့အခုလုပ်တာဒါပဲရုရှားရဲ့ဒုံကွင်းဒုံတောင်နေပြီးတော့ရောက်နေပြီမွန်ဂိုလီးယားနောက်ဘက်ကကျွန်းတွေမှာ
စစ်တမောလေးချင်းကတ်ထားပြီးပြလှမ်းမိနေချိန်ထားတယ်ဝင်းနေအခုပြောတဲ့ UN ပြီးကပဲအဲ့ဒါတွေလည်းစောက်ပိုးတွေကွာသိရမလား UN တို့အမေရိကန်တို့ White House တို့ဒါမင်းတို့ကလို့ကြုံခဲ့တာပဲဘာတလိန်ပြောလို့လည်းမရဘူးထောက်လိုက်တဲ့ statement တွေကတန်ချိန်နဲ့တော့ချိန်လို့ရတယ်ထောက်လိုက်တာဆိုတာဟိုမင်းအောင်လိုင်း Captain ဘွားတွေက statement ထုတ်လိုက်တာမင်းအောင်လိုင်းကဟို general ကြီးတာဖြစ်လာတယ် statement ကထုတ်တယ်တုံးရှိသေးတယ်အဲ့တော့ဒါတွေကိုသူတို့စောက်ခွင့်မဆိုင်ဘူးနိုင်ငံတကာရဲ့ sovereign country ကိုအချုပ်ချာအာဏာမင်းတို့ဝင်လို့မရဘူးဘာ UN မှာဝင်လို့မရဘူး UN သွားတယ် R2B ငါပြောတယ် R2B အရအနေများတယ်မပြောနဲ့ဟာနာမိပြောတွေ့ဖတ်လိုက်တယ်မတမ်းပါဘာလို့ဆိုရတာနဲ့အေးလူမျိုးပြတတိမိနိုင်ငံရေးစစ်တပ်ကိုဝင်ခိုင်းတဲ့အတိုင်းကြီးကိုဒါမလို့ရတဲ့ကိစ္စတွေတကယ်လည်းလာနိုင်တာလည်းမဟုတ်ဘူးငါပြီးခဲ့တဲ့နှစ်ရက်ကလည်းပြောတကယ်ဝင်မယ်ဆိုမြောက်ကိုရီးယားဝင်သွားတာကြားလာပြီဟိုရိုဟင်ဂျာတွေကဝင်သွားပြီပေါ့ဒါကမအော်နေတဲ့ရှော့ပြီးတော့ဟိုဒါကအမှန်တိုင်းပြောတာဒါဟိုဒီမွတ်စလင်တွေဘက်ကလည်းငါပြောနေတယ်ဒီဥစ္စာဆဲလည်းပြောတယ်ကောင်းကောင်းမွန်လည်းပြောတယ်အခုအော်နေတဲ့ပြပအော်နေတဲ့ခါးကြီးရှိရဲ့မင်းတို့ပြပမှာလွတ်မှာတယ်မင်းတို့အမျိုးရှိမင်းတို့အမျိုးတွေမှာမုံချိန်မှာတော့ဘူးငါတတိနဲ့ကြားရတယ်ငါဟိုတော့ကလည်းရိုဟင်ဂျာကိစ္စတော့ငါပြောတယ်ကြိုးပြောတယ်အဲ့လိုကလေအဲဒီကောင်ပြန်ပြောတဲ့ကောင်ရီးနေသေးတယ်ခရမ်းတကယ်ကြီးတွေပြောစားပါလေတောက်ပူတွေပါညာမင်းလာမယ်ဟိုတကယ်လောက်တာနော်မင်းတို့ဗဇက်ကပြောတာ Facebook ကအော်နေတာနေလဲအော်ဟိုတကယ်လောက်တာငါ့ကိုလည်းပြောတယ်ခင်ဗျားလည်းဒီမျက်နှာပြင်ကိုအော်နေတာဟုတ်တယ်ငါပြောတော့ထိရတယ်ဟုတ်ကဲ့ဒါလည်းလူနားထောင်နေတယ်စိတ်နဲ့ပန်းနဲ့ချီနားထောင်နေတယ်မရှင်းဘူးမြောက်ပြီးတယ်သူကိုယ်နဲ့မသိကြအောင်ဆောင်တယ်လော်ဘီတွေဘာမဟုတ်တဲ့သက်30ကျော်ဘာတလုံးမှနားမလဲအကောင်မတွေပြောတာရုပ်နေမင်းစဉ်းစားကိုအဲ့တဲ့အဖွားကြီးကတငယ်ပြန်တယ်အဲ့တော့သူ့ရဲ့ဘယ်လိုမျိုးနင်းမှုပါပဲအခုသူခမ်းတာဥပမာပြောကြမလို့ဒီဥစ္စာသိရမလားအဲ့တော့အာနာသိရကြီးအဓိကအကြောင်းရင်းဒီ UEC ကြောင့်ပဲအဲ့တော့ UEC ဘာပြဿနာတက်တယ်မဲလိမ့်မယ်ခုပြဿနာတက်တယ်ဟာအလေးကြီးမလို့တမာရီကိုချိန်တာတမာရီကတစ်ချက်ကွက်နဲ့ပတ်ပြီးနေတယ်အဲ့တော့စောက်ဆွဲလိုက်တယ်ဒါပဲပေါ့အဲ့တော့ဒါဟာရှင်းရမယ့်ကိစ္စကိုရှင်းစီကျင်တာကိုမရှင်းမဲနဲ့တပ်ဖက်ကရောအတိုက်ခံတွေရောအမျိုးမျိုးအဖုံအကြောင်းကြားနေတယ်ပြောနေတယ် request လုပ်နေတာကိုမသိကြအောင်စောင့်တာဟုတ်မင်းနောက်တစ်ခုကရခိုင်မြို့နယ်9မြို့နယ်ရွေးကောက်ပွဲမလုပ်ဘူးချို့မြို့နယ်တွေလည်းပါသေးတယ်ခြားမြို့နယ်တွေမှာဒါပေမဲ့ရခိုင်ဝဲအဓိကပြောမယ်ဆိုရင်9မြို့နယ်ရွေးကောက်ပွဲမလုပ်တဲ့အဲ့ဒီ9မြို့နယ်ဟာအောက်ချုပ်မှုကင်းကွာနေတဲ့ဘယ်သူအောက်ချုပ်မှမသိအေးလည်းအောက်ချုပ်တာမဟုတ်ဘူးအရက်ပဲလည်းမဟုတ်ဘူးစီဆိုးကလည်းမဟုတ်ဘူးစစ်တပ်အာဏာသိမ်းတဲ့ဘက်လည်းအောက်ချုပ်လို့မရဘူး तू က no man land no rules of land ဖြစ်နေတယ်ဥပဒေမရှိတဲ့မြို့နယ်9မြို့နယ်ဖြစ်နေတယ်ဆိုတော့ဒါရဲ့အသေးမားတာလူကြီးတွေတို့ဖွဲ့တက်ပဲသူတို့မနိုင်မှန်းသိလို့သူတို့မလုပ်တာသူတို့လုပ်ချင်တာတွေသူတို့လုပ်သွားတယ်ဥပမာနိုင်ငံတကာကတုတ်ပြန်တယ်ဥပဒေကြောင်းရပဲအရေးယူဖြည့်ရှင်းကြပါလို့ပြောတာကိုအဲ့ဒါကြတော့ဘာသာမပြန်ဘူးဟုတ်တယ်သူတို့လုပ်ချင်တယ်သူတို့ဘာသာပြန်သူတို့ပြောနေတယ်ရှောက်ပြောနေကြတယ်စိတ်ကူးရင်ငါတို့ imagination တွေသိကောင်းတယ်တို့တိုင်းကြီးကစပ်ပတ်ကဘာလုံးမှာရှိတဲ့ဗမာလူမျိုး90%စောက်မြင်ကတ်နေတဲ့အဲ့ဒီ lobby 3ကောင်တော့နာယိုးပဲထုတ်ခံမလားငါပြောသူ999ချက်နှာလူပဲဖြတ်ရိုက်ခံမလားတော့ငါတော့မသိဘူးအဲ့တော့သူတိုင်းနဲ့သူကံပေါ်ကွယ်ငါတို့လည်းမတတ်နိုင်ဘူးသိရမလားအဲ့တော့ဝင်းမြင့်လက်မှတ်မထိုးရင်အတီမဖြစ်ပါဘူးဆိုတဲ့စောက်ပေါ်စကားတွေအဲ့ဒီအခန်း3ပုံမှန်59 58မှာအတိအကျရေးထားတဲ့အတွက်ဝင်းမြင့်ကိုလှုပ်ကိုထုပြီးတော့သတ်သေးလိုက်ပြဿနာမရှိဘူးအာဏာယူပြီးသားပဲဟုတ်ပြီလားအဲ့တော့ရှင်ကြီးမှာဘာကြောင့်လဲဆိုတော့ရုပ်ရကာလဖြစ်သည့်အတွက်အထူးသဖြင့်အမျိုးတွေရှင်ကြီးမှာအဲ့လောက်ပဲပြောချင်တယ်သူတို့နဲ့ပတ်သက်တဲ့လူတွေကတော့သူတို့နဲ့ပတ်သက်ပြီးပေါင်းတော့နေရစောက်တလဲတွေကိုတကားပိတ်လိုက်တယ်မိစည်းသားကြီးကွာရှစ်တန်းမောင်နဲ့အကောင်တွေက
လွတ်တော်အမတ်ဖြစ်ပြီးတော့ဥပဒေပြုမယ်ဒေါ်စုအိမ်မှာကားပေါင်းမှုတဲ့လူရဲ့မိမလွတ်တော်အမတ်ဖြစ်တယ်အိမ်ပေါ်ကြမ်းတိုက်မှုလို့လွတ်တော်အမတ်ဖြစ်တယ်အဝိရှော်မှုလို့လွတ်တော်အမတ်ဖြစ်တယ်ဒေါက်တဲ့အတုတွေနဲ့လွတ်တော်အမတ်ဖြစ်တယ်အဲ့ဒီဓမ္မလိုးတွေဖေလိုးမတွေကဥပဒေပြုအောင်ပဲလွတ်တော်တဲ့ဝင်ဘာစပတ်ဥပဒေပြုပါလဲဟာခက်ရဲပဲပြောအမှန်တော့ဒေါ်စုကသူ့ရဲ့အာဏာစက်အောက်မှာခိုင်းလို့ရအောင်ထားတာဒါသူအာဏာရှင်စနစ်ဒီတိုင်းပဲသွားတာဗိုလ်တွေဝစ်စနစ်တိုင်းသူသွားတာအဲ့တော့စစ်တပ်ကအခုစစ်တပ်ကအဲ့လိုမဟုတ်တော့ဘူးငါတို့ငယ်တော့တော့မှစစ်ဖို့ဖြစ်ဖို့10လအောင်ပါရတာအခုကလည်းဒီတဲ့လောက်မြင့်သေးတယ်ဟိုရာဂျာမှာပညာသင်တဲ့ဟိုကောင်းကြီးအများကြီးပဲစသတ်ပိဋကတွေအများကြီးတက်ထဲမှာငါမတတိယတော့ငါပြောသေးတယ်ငါတကယ်ကြီးငါတက်တဲ့ကောင်းကြီးအများကြီးငါတော့ဒီကောင်းကြီးမစိုးဘူးလို့ပြောတယ်တက်က generation တွေတောက်လျှောက်ပွေးထားတာသူတို့ကစနစ်ရှိတယ်သူတို့ကဟိုဘာခေါ်မလဲအဖွဲ့အစည်းကြီးတစ်ခုလေတစ်သက်လုံးဒီအလုပ်စားရတဲ့လူတွေလေတစ်သက်လုံးတိုင်းပြည်အုပ်ချုပ်လာတာလေမြင့်မြင့်ဟုတ်တာမဟုတ်တာလားမပြောနဲ့တစ်သက်လုံးတိုင်းပြည်အုပ်ချုပ်လာတာသူတို့အုပ်ချုပ်တတ်တယ်သူတို့သိတယ်ဘယ်ညာဘယ်ကွက်ရွှေ့အောင်လဲဆိုဇရာကိုရွှေ့သွားလားစတယ်ဆိုတာဒါပဲသူတို့သိတယ်သူတို့မှအလွတ်ရထားပြီးသားလားတွေကဆိုတော့ဒါကြောင့်ပြောတာဒေါ်စုနဲ့တက်နဲ့ငကိုတွေကညီပထမတော့ပူပေါင်းနေသလိုလိုဘာလိုနဲ့မရအောင်လည်းအနောက်ကိုကပ်ပြီးတော့တရိနာကိုစားနေဟိုမရအောင်လည်းရှစ်ထွက်လာမထွက်လို့မရဘူးသူတက်ရဲပါသူသိခါကြတယ်သူစောက်ပေါ်ဖြစ်နေတယ်အခု greatest man ပြန်ဖြစ်တာသူရဲ့ power ကိုသူပြကိုပြသူမကြခင် passion တော့မတော့ဘူးသေရည်ယူမှာသူတော့သေရည်သွားတာ